ကျွန်တော်ဒီနေ့အလုပ်လေးလဲစောစောပြီးရယ်ပြီးတော့ကျွန်တော်ဂျာမနီစီလေးဝယ်ထားတနေ့လောက်ရှိရောနော်လွန်ခဲ့တဲ့တနေ့ကကျွန်တော်စိန်ထားတဲ့စီလေးကအရက်ကမကြံတော့ဘူးဆိုတော့ကျွန်တော်ကနောက်တစ်သုတ်ကျွန်တော်စိန်မှာပေါ့စိန်မဲဆိုတော့ဒီတစ်ခါကိုကျွန်တော် Army Run ကြီးပဲစိန်မှုကျွန်တော်လုပ်ထားတာပေါ့အဲ့တော့ Army Run ကိုကျွန်တော်အတိကိုတယောက်စီကနေကျွန်တော်တောင်းထားတာပေါ့နော် Army Run အစ်စ်ပေါ့အစ်စ်ကိုတောင်းထားရဲဆိုတော့သူကလည်းဒီနေ့ကျွန်တော်ပေးတာပေါ့စုစုပေါင်းတစ်ခါပေါ့အဲ့ကောင်ကိုစတဲ့လောက်ကိုကျွန်တော်ရဲ့ဂျာမနီ3ဂါလန်စတဲ့စီထဲမှာစိန်တယ်နောက်ပြီးတော့စီစိန်နေကြကိုတယောက်စီကနေပြီးထားတာပေါ့white run ကိုရောပြီးစိတ်မယ်ဆိုရင်သူကပို့ပြီးတော့အနံ့ကပိုမွေးတယ်ပေါ့နော်အရသာတော့ဘယ်လိုနေလဲမသိဘူးပိုမွေးတယ်သူကအကြံပေးတာကိုပြီးရဆိုတော့ Mandalay white run လေးနှလုံးနဲ့ကျွန်တော်ဝယ်လာတယ်အဲ့ထဲမှာရောပြီးတော့စိတ်မယ်โอเคကျွန်တော်စိတ်ညတာပေါ့ဗျာကျွန်တော်ကားပေါ်ကနေကျွန်တော်မှာလာတဲ့စီချမယ်ပြီးရင်ကျွန်တော်စိတ်ညမယ်ကျွန်တော် white နဲ့တော့ဝယ်လာတယ်ဒါကျွန်တော်တနေ့လောက်ရှိပြီပေါ့ဝယ်ထားတဲ့3လလည်းဆက်နေဂျာမနီစီတနေ့က16ရက်နေ့မှာကျွန်တော်စစိတ်နေခုက3လပိုင်းဆိုတော့ကျွန်တော်တနေ့နီးပါးရှိပြီပေါ့တနေ့နီးပါးရှိပြီဆိုပေမဲ့စီအပြည့်ကျွန်တော်တို့အရက်တွေရှိတာမဟုတ်ဘူးတော်တော်များများကျွန်တော်သူများကိုပေးတာနဲ့ကျွန်တော်တောက်ရတာနဲ့တော်တော်ရော့သွားတာပေါ့ဗျာကျွန်တော်ထင်တယ်ဒီကောင်8ပတ်လောက်ပဲကြံမယ်ထင်တယ်အဲ့တော့အသစ်စိန်မှာဆိုတော့ဒီထက်ကလက်ကျန်စိန်ထားတဲ့ရက်တီကိုကျွန်တော်ပြန်ထုတ်မှာပေါ့နော်ဒီပနင်းအလုပ်လေးနဲ့ကျွန်တော်ထုတ်လိုက်မယ်ပြီးတော့ဘယ်လောက်8ပတ်လောက်ပဲကြံမလား1လီတာလောက်ပဲကြံမလားဆိုကျွန်တော်ကြည့်မယ်နော်โอเคစမယ်8ပတ်မကောက်ဘူးပြတော်တော်ကြီးကိုကြံနေရပဲကျွန်တော်ဒီထဲမှာနည်းနည်းလောက်ပဲရှိမှမှန်တလုံးနဲ့တော့မဆန့်ပါဘူးကျွန်တော်တော့တနည်းလို့တလုံးကျွန်တော်ထပ်ယူမှရမယ်လောစေတလုံးရပြီးမှပဲကျွန်တော် Eco Tester နဲ့ကျွန်တော်ထောက်ကြည့်မယ်ABV ကိုတော့ဘယ်လောက်ပါစံရှိမလဲဆိုတာကျွန်တော်တို့ကြည့်တာပေါ့ထောက်ပြီးတော့ကျွန်တော်တို့ဒီဂျာမနီစီထဲမှာတနေ့ကြာစိန်ထားတဲ့ကျွန်တော် brand ရဲ့ ABV ကိုကျွန်တော်ထောက်ကြည့်မယ်သူက42လောက်ရှိတယ်42နဲ့43ပတ်ချာလေးမှာရှိတယ် EBV ကတော့ရော့မသွားဘူးပေါ့အရင်ကျွန်တော်တို့စစိန်တော့လည်းသူက43ဆိုတော့ခုလေ43ဆို EBV ကတော့ကြာမသွားသူကဒီတိုင်းဆိုရင်အထဲမှာသူကချက်ခိုးရိုက်ထားဆိုစီထဲမှာသူကအမုံလေးပါထားအခုကဒါအကျန်းထည့်ထားတဲ့အဆင့်ရှိသေးတယ်ပေါ့နောက်ကျွန်တော်ကဒီကောင်ကျွန်တော် DIY Federation နဲ့ကျွန်တော်စစ်အောင်မှာပေါ့ဗျာဒီတိုင်းချက်ချင်းတန်းပြီးတော့ကျွန်တော်တို့တောက်တာပေါ့ဖြစ်နေ DIY Federation အိမ်မှာပဲကျွန်တော် Federation လုပ်မှာပေါ့အဲ့ဒီလည်းအရန်ရှုပ်ပြတာမဟုတ်ဘူးကျွန်တော်ဒီကောင်ကို Federation လုပ်တဲ့ဗီဒီယိုလေးရိုက်ထားရှိတယ်အဲ့ဒီ link လေးလည်းကျွန်တော်ချပေးမယ်ကြည့်လို့ရအောင်ကျွန်တော်အစဒီ10ပတ်လောက်ပဲကျွန်မမှန်နေရဗျခုဒါကိုဒီမှာဖြည့်ထားတယ်နှလုံးမကတော့ဘူးအဲကြောင့်ကျွန်တော်နောက်ပလင်းခွန်တစ်လုံးကျွန်တော်ထပ်သွားယူနေရတာဒီထက်ထပ်ဖြည့်ကြည့်မယ်ဘယ်လောက်ကြံမလဲဆိုတာကြည့်ပြသူကကျွန်တော်စစိန်တော့ဒီ brand ပေါ့နော် brand ကကျွန်တော်ပြီးပုံလေးနဲ့ကျွန်တော်ထည့်ပြရမယ်ဘာတွေစိန်ထားလဲဆိုတာဒီဂျားထဲမှာကျွန်တော်ဖြည့်ပြီးထားမယ်ကျွန်တော်စိန်နေ
တော့အယောင်ကဒီလောက်မရှိဘူးကြာဒီကောင်ကဒီစီရဲ့ကျွန်တော်ယာမနီသားပေါ့နော်ယာမနီသားစီထဲမှာတက်ပြူပြီးတော့သူ့ရဲ့အနံ့ရဲ့အရသာရဲ့ပြီးတော့သူ့အယောင်ရဲ့ပေါ့နော်တက်ပြူပြီးတော့အယောင်ကတော့ညင်သွားတယ်အနံ့ကတော့ဟိုပုံမှန်ကျွန်တော်တို့ဒီဘက်ကဝယ်တဲ့ brand ရဲ့အနံ့ထက်အနံ့သူ့မှာပါတဲ့ယာမနီသားနဲ့တက်ပြူပြီးတော့အနံ့ကလည်းကျွန်တော်ပြောင်းသွားမတူဘူးကြာပုံမှန် brand နဲ့အခုကလောစီကကျွန်တော်ကတိစမ်းပြီးတော့တောက်တဲ့ဟာကိုတော့ကျွန်တော်လုံးမပြတော့ဘာလို့ဆိုကျွန်တော်ရက်ဖြတ်ထားတာမလို့ကျွန်တော်ရက်ဖြတ်ထားတာ3လလောက်တော့ရှိပြီအဲကြောင့်ကျွန်တော်ဒီတောက်ပြတဲ့ဟာကိုတော့ကျွန်တော်ရိုက်မပြတော့အခုကျွန်တော်တို့ဒီစိတ်မိုးအတွက်ကျွန်တော်ဒီပိတ်ကောင်းလေးကိုဖြုတ်ညဘယ်နဲ့လေးမွေးနေတာပထမအောင်လို့ကျွန်တော် white run နည်းနည်းလေး white run ကိုကျွန်တော်အရင်စပြီးတော့စိတ်ဖောက်ဒီအနေနဲ့အာမီရန်ကိုစစိမ့်မယ်ကဲဒုတိယအနေနဲ့ကျွန်တော်အာမီရန်စစိမ့်ပြီဖောက်လိုက်ပြီဟောနာနေတင်းတယ်တောက်ချင်တော့ကိုဘလောက်ပမာဏရှိတယ်ကျွန်တော်ထောက်ကြည့်ကို44လောက်ထိရှိတယ်44လောက်ထိရှိတယ်သူ့ရဲ့ instruction မှာကျတော့43ဒါပေမဲ့ကျွန်တော်ကဒီကောင် manual ဖတ်တာဆိုတော့လေ digital mode နဲ့ဖတ်တာဆိုတော့ကျွန်တော်ကလင်းရောင်လည်းနည်းနည်းလေးနောက်နေဆိုတော့44လောက်မှန်းပြောလိုက်တာပဲတကယ်43ပေါ့နော်ဒါဆိုရင်တော့အနည်းဆက်ဆုံးရတယ်ဆိုတော့သူပြထားတယ်သူ့ရဲ့ eco percent ကိုကိုက်ညီလို့ကျွန်တော်ပြောလို့ရတယ်။ကျွန်တော်စစိမ့်မယ်။နံပါတ်1လုံးပြီးသွားပြီ။နံပါတ်3လုံးဒီကောင်အာမီရန်ကျတော့သူကဘောမပေါအောင်ဆိုတော့စိတ်ရတာမြန်တယ်ဒီပေါ့နော် handle white man ကျတော့သူဘောပါတော့ကျတော့တစ်လုံးထည့်ဖို့နည်းနည်းကြာဟောညတက်တာပါဗျာကြောင်းပြီးရ2008-2009မှာဆေးရအောင်ပြီးတော့တက်လူတော့ GDC ပေါ့နော် GDC မန္တလေးဥပမာတက်အဲ့တော့ကျောင်းပတ်လေမှာပိုးဆုံးပေါ့နော်ပိုးတော့ဘာလဲဆိုတော့ရက်ဆိုင်နေပိုးဆုံးကျွန်တော်ကဗန်ဒါကြိုက်တယ်ဆိုတော့အဲ့မှာကျွန်တော်ကငွေချင်းတာယာအောင်ရှိမယ်နိုင်မျိုးကိုရှိမယ်ဒီချိန်မှာကျွန်တော်ဆုံးသွားတယ်တကယ်ကြီး
ဘောရခါရှိနေပြီးတော့မှန်ကြောင်ဆိုတာရှိတယ်မှန်ကြောင်ရှိမယ်အာကာဖြိုးရရှိမယ်ကိုကျော်ငိမ့်ဆွေလာမသိဘူးကိုကျော်သူ့နာမည်ကျွန်တော်မေ့တယ်ကိုကျော်သူကတော့ repeater ပေါ့နော်ကျွန်တော်တို့တကယ်ကြီးကျွန်တော်တို့ကအဲ့ GDC ကျောင်းထွက်သွားပြီဆိုရင်အဲ့မှာစားတော့ဆိုင်ရှိတယ်ပေါ့နော်ကျွန်တော်နာမည်ကျွန်တော်စဉ်းစားတယ်ပြရကြပြီဆိုတော့တော်တော်လေးစဉ်းစားတယ်ကျွန်တော်တို့တောက်နေကြတဲ့ဆိုင်နာမည်ကဆိုင်နာမည်ကဘာဖြစ်မလဲဆိုတော့ဆိုင်နာမည်သုံးလုံးရတော့ထမင်းလည်းရတယ်ပေါ့နော်ထမင်းကိုပုံစားလည်းရတယ်အဝါစားလည်းရတယ်ကျွန်တော်တို့အဲ့မှာထမင်းနဲ့တာစားတော့အဝါစားလည်းစားကြတယ်တော့ပုံစားဆိုရင်တပွဲကို600လာတယ်ဝါစားဆိုရင်တပွဲကို800အဲ့မှာနော်ဆိုင်ရမယ်မေ့နေကျွန်တော်တတိယကျွန်တော်ပြန်ပြောပြီးမယ်တလုံးတော့ကျွန်တော်ထည့်မစင်းတော့သူကကျွန်တော်ဒါလေးကိုတော့ကျွန်တော်တင်ထားလိုက်မယ်ဒီတော့လေးဝိုင်းမယ်ပြန်ထည့်ပြီးဒီတော့ပေါက်လက်နဲ့လေးပေါ့ဘုံနဲ့ဆိုရင်ကြောက်သူနဲ့ဆိုရင်အဲ့အကြောင်းမှာတောက်တယ်ပြီးတော့ကျွန်တော်တို့ဘူပေါင်းတင်မှာတောက်တယ်မန်လေးသားကြီးတော်တော်များများပြီးမှာဘူပေါင်းတင်ဆိုင်ဘူပေါင်းတင်တောက်တယ်နောက်ပြီး run station မှာတောက်တယ်နောက်ပြီးတော့ကျွန်တော် run ဆိုနဲ့ပတ်သက်ပြီးတော့အမှတ်တရဆို run မန်လေးမှာနာမည်ကြီးက run ပေါင်းမှာနော်သူက run ကိုသူကအခိုးတက်ထားတာဘယ်လိုနည်းနဲ့အခိုးတက်ထားတာတော့မသိဘူးဒါပေမဲ့သူကပုံမှန် run နေလို့အနည်းမပြင်းဘူးပြီးတော့အရသာလည်းတိတ်မပြင်းဘူးတညာသီးလေးနဲ့ညစ်ပြီးတော့ရေခဲလေးစိန်တောင်တားကောင်းတယ်သူကကြော်နဲ့ထေးဆိုတော့နှစ်ဆိုင်ရှိတယ်သူကအဲ့ကောင်86 363ခုကြားတော့ဖြစ်မယ်ထင်တယ်ကျွန်တော်လည်းမိရတယ်နန်းနေပါလိမ့်တိတ်မရောက်ဖြစ်တာကြားတော့လေခုပြပြီးနေမရောက်ဖြစ်ဘူးဆိုတော့ကျွန်တော်မိအဲ့ဆိုင်ပြီးဆိုင်တောက်ဖြစ်ရတော့အဲ့ဆိုင်တွေမှာတောက်ဖြစ်တော့ run station တို့အဲ့ကြော်တို့ထေးတို့အဲ့ចောင်းသားအဲ့ခမင်းဆိုင်ရယ်နောက်ပြီးတော့အဲ့ဘူအောင်လေးပေါ့နော်အဲ့ဆိုင်တွေမှာတော်တော်များတောက်ဖြစ်တယ်သူတို့တော့ကျွန်တော်တတိယတော့ဒီမှာစိမ်းနေဒီကျွန်တော်ဒါစိမ်းတာမန္တလေးဝိုင်းရံလို့အာမီရန်1 2 3 4 5 6 7 8 9 10လုံးနော်စုစုပေါင်းကျွန်တော်တို့17အာမီရန်17လုံးမန္တလေးဝိုင်းရံနှလုံးဆိုတော့ကျွန်တော်တို့က73လီတာရှိပါပြီ73လီတာရှိပြီတော့ဒီတစ်လုံးအောင်တူလို့ရပြီးမှကျွန်တော်3လောက်ကျွန်တော်ဟောဝယ်ရမှာဆိုတော့လေအဲ့ကျွန်တော်ပြန်ဖြည့်လိုက်အဲ့ဆိုရင်စိန်လာပြီးပါပြီစိန်လာပြီးပါပြီပြီးသွားပြီဒီကောင်ကိုကျွန်တော်အနည်းဆုံး6လကနေဒီနေ့လောက်ထားမယ်ပြီးရင်တောက်မယ်ပြီးရင်ဘလို့ရတာရှိရဆိုတော့ကျွန်တော်ပြန်ပြောပြမယ်ကဲအားလုံးအဆုံးထိကြည့်ပြီလို့ကျေးဇူးတင်တယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးသွားပါဦးအားလုံးတတ်တာ